မင်္ဂလာပါခင်ဗျာဒီနေ့ရဲ့ audiobook ကိုစတင်နာဆင်ကြရအောင်အခုလိုစာအုပ်အတန်ဖတ်များဗဟုသုတနဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအမြဲနားဆင်ကျင်နေဆိုရင် channel လေးကို subscribe လုပ်ပြီး like လေးနှိပ်ထားပေးဖို့ဖိတ်ခေါ်ပါတယ်အခုတော့ဒီနေ့ရဲ့အကြောင်းအရာကိုဆက်လိုက်ကြရအောင်ပြောင်းလဲရပါစေကဘာကြီးကိုပြောင်းလဲခြင်းရင်တင့်ကိုတင်ရင်စပြီးပြောင်းလဲပါမဟတ္တမကန်ဒီအိတ်နေတဲ့သူကလို့ရခတ်တယ်တဲ့မတိတဲ့သူကိုတင်ပေးရတာထက်တီးပြီးသားသူကိုတင်ပေးရတာပိုခတ်တယ်တဲ့ဒီစကားတွေကအလကားဖြစ်ပေါ်လာခဲ့တာမဟုတ်ပါဘူးကျွန်တော်တို့အားလုံးတည့်ရက်နဲ့မိုက်နေကြတာတွေကများပါတယ်ကျွန်တော်ပါဝင်တည့်ရက်နဲ့မိုက်နေတာတွေရှိနေပါသေးတယ်အလုံးစုံပြည့်စုံခြင်းလည်းကျွန်တော်မှမရှိပါဘူးဒါပေမဲ့မိမိတက်နိုင်တဲ့လောက်တော့ပြောင်းလဲယူရမှာဖြစ်ပါတယ်ပြည့်စုံဖို့ထက်တိုးတက်ဖို့ကပိုအရေးကြီးပြီးပိုယုတ်တိရှိပါတယ်ကျွန်တော်ဘဝမှာကျွန်တော်စီကနေအကြံဉာဏ်လာတောင်းတဲ့သူတွေအများကြီးကြုံဖူးပါတယ်တခါတလေကျွန်တော်လည်းတက်ဆွမ်းတဲ့လောက်တော့ပြောပြခဲ့ပါတယ်ဒါပေမဲ့အချိန်ကြာလာတဲ့နောက်သိလာရတဲ့အချက်တစ်ခုကလူအများစုဟာအကြံဉာဏ်သာလိုချင်ကြတာဖြစ်ပြီးအကြံဉာဏ်ကိုတကယ်တမ်းလိုက်နာမှုပိုင်းမှာအတော်အားနည်းကြတယ်ဆိုတာပါပဲကျွန်တော်ကိုယ်တိုင်လည်းသူများအကြံပေးတိုင်းတော့လိုက်လို့လေးမရှိပါဘူးဒါပေမဲ့တစုံတစ်ခုကကျွန်တော်ဘဝကိုဖျက်ဆီးနေပြီကျွန်တော်ကိုစိတ်သက်တွေကျနေစေပြီဆိုရင်တော့အဲ့ဒီအချက်ကိုရအောင်ပြောင်းလဲယူပါတယ်အရာရာတိုင်းမလိုက်နာနိုင်ပေမဲ့မိမိဘဝအတွက်တကယ်တမ်းလိုအပ်တဲ့ပြောင်းလဲမှုတွေကိုတော့ကျွန်တော်ဘယ်တော့မှလက်မနှေးခဲ့ပါဘူးကောင်းတယ်ဆိုတဲ့အရာတွေအလုံးကိုတင်လိုက်ပြီးမပြောင်းလဲနိုင်ရင်နေပါစေတကယ်လိုအပ်တဲ့ပြောင်းလဲမှုတွေကိုတော့တင်လုပ်ဖို့လိုပါတယ်တင့်ကိုတုံ့နှောင်ထားတဲ့အသုံးမဝင်တော့တဲ့အမိုက်တွေကိုမိရှုပစ်ဖို့လိုပါတယ်တခါတည်းအပြီးမရှို့နိုင်ရင်တဖြည်းဖြည်းအချိန်ယူပြီးရှို့ပါဒါပေမဲ့ဒီအတိုင်းပစ်ထားတာမျိုးတော့မလုပ်မိပါစေနဲ့တင့်အုံနောက်တစ်လုံးအမိုက်တွေနဲ့ပြည့်သွားရင်တင်လဲတဖြည်းဖြည်းအသုံးမဝင်တဲ့သူဖြစ်လာပါလိမ့်မယ်အဲ့ဒီလိုအမိုက်တွေမရှင်းနိုင်တော့တဲ့သူအချို့မြင်ဘူးခဲ့ပါတယ်လေတစည်းကိုမျောချင်ရမျောဆန်းဆိုပြီးပင်လယ်ထဲမှာပစ်ထားသလိုပါပဲဥတီချက်ကင်းမဲ့ပြီးအတိတ်ကိုတငွေ့ငွေ့ခံစားနေကြပါတယ်တချို့တန်ရာတွေကအရန်ပြင်းထန်တာကျွန်တော်ကိုယ်တိုင်လည်းသိပါတယ်ကျွန်တော်ကိုယ်တိုင်လည်းနှစ်နဲ့ချီပြီးခံစားမှုရတာတွေရှိပါတယ်ဒါပေမဲ့တင်တတိမူတင်တဲ့အချက်ကတင့်ရဲ့ဘဝဟာလူတစ်ယောက်အတွက်ပဲမဟုတ်ဘူးဆိုတာပါပဲတင့်ကိုချစ်တဲ့မိသားစုတငယ်ချင်းစတာတွေရှိတယ်သူတို့အတွက်အတိတ်ပဲရှိစွာအသက်ရှင်ပေးဖို့လိုသေးတယ်မိသားစုမရှိဘူးတငယ်ချင်းလည်းမရှိဘူးဆိုရင်တောင်တိတ်ခါရှိပြီးတမိုးရှိတဲ့သူတစ်ယောက်ဖြစ်အောင်နေတင်တယ်မိမိနေထိုင်ရာလောကကြီးကိုအကျိုးပြုတဲ့လူတစ်ယောက်အဖြစ်နေထိုင်လို့ရပါတယ်အချို့သူတွေကဒဏ်ရာဟောင်းတွေကြောင့်လမ်းပြောင်းနေပေမဲ့အချို့သူတွေကြတော့လဲပြင်းရည်ချင်းကြောင့်လမ်းပြောက်တက်ကြပြန်တယ်ပြင်းရည်တယ်ဆိုတာတကယ်တော့ယောဂတစ်မျိုးလိုပဲမကုပဲထားလေပိုးပြီးဆိုးလာလေးလေးပဲပြင်းရည်တာများလာရင်ဘဝကတဖြည်းဖြည်းနဲ့စိတ်ညစ်စရာတွေပြည့်နှက်လာတတ်ပါတယ်ပြင်းရည်ချင်းနဲ့စိတ်ဆင်းရဲခြင်းမှာတွယ်ဝိုက်ပြီးဆက်ဆက်နေတာတွေအများကြီးရှိပါတယ်ပြင်းလို့မကြိုးစားဘူးမကြိုးစားတော့သူများနောက်ကျန်ခဲ့တယ်သူများနောက်ကျန်ခဲ့တော့အထီးကျန်လာတယ်အထီးကျန်တော့စိတ်ညစ်လာတယ်စိတ်ညစ်လာတော့မကြိုးစားခြင်းပဲပြင်းလာပြန်တယ်တကယ်တော့အပြင်းတန်တရားဟာအရန်ကြောက်စရာကောင်းပါတယ်အပြင်းတန်တရားတွေကနေမထွက်နိုင်ရင်စိတ်ကြယောဂအထိဖြစ်တတ်ပါတယ်အဲ့ဒီလိုလူမျိုးတွေလည်းမြင်ခဲ့ပူးပါတယ်ပြင်းပြီးဘာမှမလုပ်ချင်တော့တဲ့အခြေအနေကိုလူတိုင်းလိုကြုံဖူးကြပါတယ်ဒါပေမဲ့အဲ့ဒီအခြေအနေကထွက်နိုင်အောင်တော့အမြဲကြိုးစားရမှာဖြစ်ပါတယ်ပြောင်းလဲခြင်းရဲ့လှုပ်ဝက်ချက်ဆိုတာအဟောင်းတွေကိုတိုက်ထုတ်ဖို့တင့်ရဲ့အင်အားတွေကိုသုံးခြင်းမဟုတ်ပါအသစ်တွေကိုတိဆောက်တဲ့နေရာမှာတင့်ရဲ့အင်အားတွေကိုအသုံးချခြင်းပဲဖြစ်ပါတယ်ဆိုကရေးတီပြောသွားတဲ့စကားကိုကျွန်တော်ကတော့အပြည့်အဝသဘောတူပါတယ်မိမိရဲ့အင်အားတွေအလုံးကိုသုံးပြီးအတိတ်ဆိုးကိုတိုက်ထုတ်ရတာအရန်ပင်ပန်းပါတယ်နီးမှန်လမ်းမှန်လည်းမဟုတ်ပါဘူးအသေးကွဲပြီးတမိုင်ဖြစ်နေရင်အဲ့ရထဲမှာပဲအသေးကွဲတာကိုမကူပါနဲ့အဲ့ဒီအချိန်တွေကိုအကျိုးရှိအောင်သုံးပါမိမိကိုယ်ကိုပြောင်းလဲဖြစ်ပါကိုရှိမှရှိနေတဲ့အနာဂတ်ကိုမြင်အောင်ပါနောက်လည်းမကြည့်ပါနဲ့မှားတာတွေကနေသင်ခန်းစာယူပြီးရင်အနာဂတ်လှလေးကိုမြင်အောင်ပြီးဆက်လျှောက်ပါတစုံတရာကမိမိဘဝကိုဆွဲချနေပြီလို့သိရင်ပြောင်းလဲနိုင်အောင်ကြိုးစားဖို့ဝင်မလေးမိပါစေနဲ့တခါတလေတည့်ရက်နဲ့မိုက်တာရှိတတ်ပါတယ်ပြင်လို့ရတဲ့အမှားတွေဆိုရင်တော့ဘာမှသိမဖြစ်ပေမဲ့ပြင်လို့မရတဲ့အမှားတွေဆိုရင်တော့နောင်တတွေတပုံကြီးနဲ့ဘဝကိုဆက်လက်ရှင်တန်သွားရပါလိမ့်မယ်အခုကစပြီးငါဘာတွေပြင်ဖို့လိုနေလဲတင့်ကိုတင်ပြန်ပေးကြည့်ပါပြီးရင်တစ်ခုချင်းစီစတင်ပြီးပြင်ဆင်ကြည့်ပါအခုကစပြီးအမိုက်ပုံထဲမှာထိုင်မနေပါနဲ့တော့မိမိကိုယ်ကိုပြောင်းလဲပြီးပျော်ရွှင်မှုတွေရ